အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Johnny ပဲဖြစ်ပါတယ်ဒီမှာတော့ဒါကတော့ Naughty Craft episode 3ပဲဖြစ်ပါတယ်ဒီနေ့ episode 3ကျတော့ကျွန်တော် Iron Armory အပြင် Iron Tool တွေအပြင်ဒီနေ့လောက်သွားမှာပဲဖြစ်ပါတယ်ခင်ဗျဗီဒီယိုလေးကို like and subscribe လုပ်ရှာရေးပြီးကျွန်တော်ကိုကူညီပေးနိုင်ပါတယ် let's go ဒီကျွန်တော် mining မှာဆိုတော့ကျွန်တော်မရောက်ဘူးသေးတဲ့နေရာတွေကိုကျွန်တော်တွားကြည့်မယ်ဆိုတော့ let's go တွားကြမယ် let's go Oh wait မတော်ခင်ကျွန်တော်အဲ့ရလေးဖြတ်လိုက်အောင်မယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တင် respawn point ဆက်လို့ရအောင် mine တွေမှာတင်ကျွန်တော် respawn point ဆက်လို့ရအောင်ကျွန်တော်အဲ့ရလေးယူလာလိုက်ပါတယ်ခင်ဗျာဟိုမှာတောင်းယူတယ်ကျွန်တော်အဲ့တောင်းသွားမယ် let's go Oh bro ဒီမှာကျွန်တော်မိုင်းတွင်းတော့တွေ့ပြီမိုင်းတွင်းကတော့လုံးဝကြီးပဲဗျာဒီထဲကိုကျွန်တော်ဝင်းတူးရင်တော့ကျွန်တော် diamond လေးဖြစ်ဖြစ် iron လေးဖြစ်ဖြစ်ကျွန်တော်နည်းနည်းရလောက်မယ်လို့ထင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီထဲကိုဝင်းတူးလိုက်မယ် let's go brother တို့အောက်ကိုရောက်ကြီးကျွန်တော် iron တူးနေတဲ့အချိန်မှာဘေးကနေ skeleton လေးရောက်လာပါတယ် skeleton တစ်ကောင်လေးထင်ပြီးတော့တော့တက်လိုက်တယ်ပြီးတော့မှအများကြီးဖြစ်နေပါတယ် mob တွေလည်းအများပါ zombie တွေရော creeper တွေရော spider တွေရောကိုအများကြီးပါအကောင်ဒီကုန်းတော့ကျွန်တော်ဓာတ်နဲ့ကိုယ်တိုင်ပဲရှင်းနေခဲ့ပါတယ်။ mob တွေကိုတက်တာလေးကိုကြည့်ရှုအောင် brother တို့ကြီးဒီဆက်ဆက်ဖြစ်သွားပြီမဲ့လေကျွန်တော်မသိခဲ့ပါဘူး။လို့နဲ့ iron တွေလေတူးခဲ့ပါလေ iron တွေတူးတာကိုလည်းကြည့်ရှုပေးကြအောင်။ကျွန်တော်တွိုင်းနေပဲကျွန်တော် diamond တစ်လုံးကိုကျွန်တော်တူးရခဲ့ပါတယ်။ကျွန်တော်လည်း Asian City တွေကိုမတော်စဝင်ဝါမိပါတယ်။ဒါနဲ့မကြပါဘူး။ဝါတဲ့ကြီးတွေထွက်လာပါတယ်။ဒါနဲ့ကျွန်တော်လိုက်တတ်ပါလိရော။ကျွန်တော်လည်းရှော့တော့ပါတယ်။ကျွန်တော်ပစ္စည်းတွေကိုပြန်ယူပြီးတော့ကျွန်တော်အိမ်ကိုအမြန်ပြန်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အင်ကိုတွင်းဆယ်လေးနဲ့ဒေဂာနီလေးရောက်ခဲ့ပါတယ်ပြီးတော့ကျွန်တော်ရလာတဲ့ iron လေးကိုကျွန်တော် furnace တွေကိုထည့်လိုက်ပါလိခင်ဗျာ wow ဒီမှာကျွန်တော် iron လေးနည်းနည်းရပါပြီဟာဟာဒီ iron တွေကို brother တို့ပေးပါမယ်ကျွန်တော် subscribe ပေးတဲ့လူကကျွန်တော် only ပေးပါနော်ဟေးဟေးbrother တို့ကြာရင်အကုန်ယူရလိုက်ပါ brother တို့ကျွန်တော် iron တွေလကားပေးနေပါလေ brother တို့ကျွန်တော် subscribe ပေးရင်လကားနော် brother တို့ဆိုတော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်
တကယ်ချင်းတို့လိုက်ပါလိုက်ကန်ဆက်ဆွဲလေးလုပ်ခဲ့ကြပါဦး